တွေရဲ့နေအိမ်မှာမပြုတ်လို့တဲ့အမှားလေးတွေမပြုတ်လို့မိရလေအောင်ရှေးလူကြီးသူမတွေထားခဲ့တဲ့ရှေးထုံးမြောက်ပမာယူပြီးတော့ကျွန်တော်ဖတ်ပြီးနားလည်ထားသည်၍ပြန်လည်ပြီးတော့ဝေမျှပေးမှာဖြစ်ပါတယ်မိတ်ဆွေတွေရဲ့နေအိမ်ပေါ့နော်နေအိမ်တဲ့အိမ်မှာတဲ့မိသားစု၃စုမနေကောင်းဘူးတဲ့အဲ့ဒါဖိုကနောက်ဆိုင်လို့ခေါ်တယ်တဲ့အဲ့လိုအိမ်မျိုးမှာနေပြီးတော့မှမိသားစုတွေအိုးခွဲပြီးတော့မချက်စားကောင်းပါဘူးတဲ့အိုးခွဲပြီးမချက်စားကောင်းတကယ်လို့မှမဖြစ်မနေနေရပါတယ်ဆိုရင်တော့မှနော်အိုးခွဲပဲချက်စားပါနဲ့ပဲမချက်စားပဲနဲ့နော်စားဝတ်တူဝတ်နဲ့ပဲချက်ပြီးတော့မှမိသားစုအတူတူပေါ့လက်ရည်တွေနဲ့ဒီအတူတူစားတင်တယ်တဲ့အဲ့တော့စားဝတ်တူဝတ်ပဲပေါ့စားတင်တယ်လို့ပြောတာပေါ့နော်အဲ့တော့အိမ်ခွဲပြီးတော့မချက်စားကောင်းဘူးတဲ့ကျွန်တော်လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကကျွန်တော်မန္တလေးကိုစရောက်တော့ကျွန်တော်ခဏနေခဲ့တဲ့အိမ်ပေါ့နော်အဲ့ဒီအိမ်ကကျွန်တော်ရဲ့မိတ်ဆွေရဲ့အိမ်ပေါ့သူတို့အိမ်ဒီအဲ့လိုမျိုးအိမ်တော်စု3စုအတူနေတဲ့အိမ်မျိုးအိမ်ဖြစ်တယ်ပေါ့နော်သူတို့တွေစီးပွားတွေရှာတယ်ပတ်စံတွေဝင်တယ်အဖက်မတင်မှုနော်အပူတော့ကားတွေကြုံနေနောက်ဆုံးအမွေဆိုင်အိမ်ကြီးမှာရောင်းသွားတယ်အစရှိတွေဖြစ်အဲ့ဒီဟာတွေကျွန်တော်အကုန်လုံးမြင်မှုထားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးနေခဲ့တဲ့အဲ့လိုမျိုးနေလို့ရှိရင်အဲ့ဒီအိမ်မှာစီးပွားရှာခက်ခဲပြီးတော့ငွေကြေးပြဿနာတွေတက်တယ်နော်အဆင်မပြေဘူးပေါ့လေအဲ့တော့အဲ့လိုမျိုးမနေသင့်ပါဘူးတဲ့တကယ်လို့နေခဲ့တယ်ဆိုရင်တော့မှအိုးခွဲပြီးတော့မချက်စားပါနဲ့တဲ့နော်စားဖို့တိုးတဲ့နဲ့ပဲအတူလက်ရည်တွေမြင်ချက်စားကြမယ်ဆိုရင်တော့အဲ့ဒါဆွမ်းလာပြောတဲ့အခိုက်အညက်ကြီးလွတ်ပါတယ်တဲ့စားဖို့တိုးတဲ့စားရင်လွတ်တယ်တဲ့နောက်ပြီးတော့မိတ်ဆွေတွေရဲ့နေအိမ်မှာမှန်ကိုတွေကျန်းမြင်တဲ့တန်းထဲမှာမှန်အောင်မထားကောင်းပါဘူးတဲ့ကျွန်တော်တို့ဒီအလှအချို့ဆိုရင်မိန်းကလေးတွေပေါ့နော်ဒီကြောက်ပြင်းတွေပါထားတဲ့အခါမှာဒီမှန်ကိုပေါ့အောက်မှာပဲထောင်ပြီးတော့မှကျန်းမြင်မှာပဲထောင်ပြီးတော့လိမ့်တာတွေရှိတယ်ပေါ့အဲ့တော့မှန်ကိုတဲ့ကျန်းမြင်မှာထောင်ပြီးတော့မထားကောင်းပါဘူးတဲ့အဲ့တော့ကိုတနက်ကားတွေပါလိမ့်ပြီးသွားလို့ရှိရင်လည်းပြန်မှောက်ရင်လည်းမှောက်ထားပေါ့မမှောက်ထားရင်လည်းသူကဟိုပေါ့မနှိမ်လုံးမမြင်လုံးတဲ့နေရာလေးမှာချိတ်ထားတဲ့တဲ့အဲ့တော့မိတ်ဆွေတွေရဲ့နေအိမ်မှာကျန်းပြင်းတဲ့တန်းနဲ့မှန်ကိုကြည်မှန်ကိုမထားကောင်းပါဘူးတဲ့ထားမယ်ဆိုရင်တော့မနှိမ်လုံးမမြင်လုံးတဲ့နေရာလေးမှာထားပါတဲ့ဒါမှမဟုတ်ရင်လည်းမှောက်ထားပါတဲ့